ဟေးကုလူတို့ကျွန်တော်နာမည်ကတော့ရှီကောမီခန့်ခဲ့ပါဒီကနေ့မှာတော့ကျွန်တော်ချက်ကိုပွဲပေါင်း100ကစားမယ်ပြီးတော့ပွဲပေါင်း100လုံးလည်းနိုင်ရမယ်ဗျာအဲ့ဒါလေး try မှုရှိပါတယ်ဘာလို့ဆိုမြန်မာနိုင်ငံမှာချက်ကစားတဲ့လူငယ်တွေကတိတ်ရှားတယ်လေနော်အဲ့ဒီတော့ကျွန်တော်ပွဲပေါင်း100ကစားပါမယ်နိုင်မလားရှုံးမလားဆိုတာကတော့ဘရိုတို့ဆက်ပြီးတော့ကြည့်လိုက်ကြပါအောင်ဒါကျွန်တော်ဒါအကောင့်မှာပထမဆုံးစကစားတဲ့ပွဲဖြစ်သည့်အတွက်ကျွန်တော်မိနစ်20ကိုရွေးလိုက်ပါတယ်ဘာလို့ဆိုရင်ကျွန်တော်တို့ကစဉ်းစားရမယ့်ချိန်တွေကအများကြီးရှိတယ်ဗျာဘာလို့စဉ်းစားရတယ်လဲဆိုရင်ဗျာသိရမလားကျွန်တော်ကပွဲပေါင်း100ကစားမယ်ပွဲပေါင်း100လုံးလည်းနိုင်အောင်ဆော့မှာဆိုတော့ကျွန်တော်တို့ကအချိန်ရအရေးကြီးတယ်ဗျာပြီးတော့ဘရိုအနေနဲ့ပွဲကိုပဲစိတ်ချလက်ရှိနေကြည့်လိုက်ကြပါတော့နော်
နောက်ဆုံးမှာတော့ကျွန်တော်ရဲ့ပြိုင်ဘက်ကအကြောင်းမျိုးမျိုးကြောင့်အရှုံးပေးသွားခဲ့ပါရဲ့ဗျဒီလိုနဲ့ပဲကျွန်တော်ရဲ့ပထမဆုံးပွဲကိုကျွန်တော်နိုင်လိုက်ပါတယ်